ဒီနေ့ကတော့အသားတို့ချက်စားမှာဖြစ်ပါတယ်အသားတို့လေးကတော့အိန္ဒိယဆိုင်ကနေဝယ်ထားတာပါအရင်ဆုံးအသားတို့လေးတွေကိုရေစိမ်ပါမယ်နိုင်ဝက်ကြော်တနိုင်လောက်တော့ရေစိမ်ရပါတယ်ပြီးတဲ့အခါကျလို့ရှိရင်အသားတို့လေးတွေကိုရေစိမ်အောင်တေချာလေးညှစ်ပြီးတော့ဆေးပြီးတော့လုပ်ပေးပါမယ်2ရေ3ရေလောက်ဆေးပေးပါမယ်ရေကြီးတဲ့ထိဆေးပေးပါပြီးရင်ကြက်သွန်ပြူကြက်သွန်ညီနဲ့ဆေးတက်ပါမယ်ခရမ်းညင်လေးတွေကိုတေးသေးလေးတွေလုပ်ပြီးချက်တာတက်ဒီလိုထချမ်းချမ်းပြီးချက်တာကပို့ပြီးတော့နူးလွယ်စေပါတယ်ရောင်တင်မုံလေးထည့်မယ်အရသာစားနဲ့ကြက်သားမုတ်ထည့်ပါမယ်အသားတူလေးတွေကိုလည်းစားနဲ့ကြက်သားမုတ်ထည့်ပြီးတော့နေထားခြင်းကလည်းပို့ပြီးတော့အရသာကိုစိတ်ဝင်စေပါတယ်အဲ့လိုမျိုးတေချာလေးလုံးပြီးသွားပြီဆိုလို့ရှိရင်ရေနွေးလေးထည့်ပါမယ်10မိနစ်15မိနစ်လောက်တည်ပြီးတဲ့အချိန်ကြာလို့ရှိရင်အသားတူလေးကကြက်ပါပြီအသားတူကြက်တဲ့အချိန်ကြာလို့ရှိရင်ငရုတ်သီးစိမ်းလေးထည့်ပေးပါမယ်ငရုတ်သီးစိမ်းထည့်ပြီးလို့ရှိရင်တော့ခဏလေးပြန်အုပ်ထားလိုက်ပါမယ်နောက်ထပ်5မိနစ်လောက်ကြာတဲ့အခါမှာနနံမီလေးအုပ်ပေးပါနနံမီလေးအုပ်ပြီးရင်တော့အရသာရှိသောအသားတို့ဟင်းလေးတစ်ခွက်ရပါပြီရှင်အရန်ကိုစောင်းကားတဲ့အတွက်ကြောင့်မလို့လိုက်လို့ကြည့်ကြပါလို့တိုက်တွန်းနေပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်